အောင်ဆာဘူးဇက်တပင်ရဲ့ကျေပွင့်တဲ့အငိတ်မင်းသမီးလေးနိုးစိန်လိုပရိသတ်တွေချစ်စနိုးခေါ်ကြတဲ့ဇက်မင်းသမီးလေးမင်းမြင့်နိုးဟာဆိုရင်တော့ဖြစ်သူမရဲ့ပျော့ပြောင်းတဲ့အကအလားတွေကြောင့်ပရိသတ်တွေအံ့ဩမှင်သက်ခဲ့ရပြီးဇက်မင်းသားအောင်ဆာဘူးနဲ့နှစ်ပါးတော့ကပြဖြော်ပြရမှာလဲအတွဲအဆက်မိမိကပြဖြော်ပြတာတွေကြောင့်ပရိသတ်တွေချီကျူးတာခံနေရသူပဲဖြစ်ပါတယ်။နောက်ပြီးတော့လဲသူမကိုချစ်မြတ်နိုးတဲ့သူတွေစီကနေဘန်စီလက်ဆောင် iPhone 7 Pro Max စတဲ့တန်မိုးကြီးလက်ဆောင်တွေကိုအနေနဲ့အရရက်ကနေသူမအမည်နဲ့တီးတန့်ပေးဖို့ခံရတဲ့အထိလူချစ်လူခင်ပေါ်များနေရတဲ့မင်းသမီးတစ်လက်ဆိုလည်းမမှားပါဘူး။ဇက်မင်းသမီးတွေထဲမှာဆိုရင်နိုးစိန်လေးကတော့အခုလိုမျိုးလက်ဆောင်ရလောက်တဲ့အထိလူချစ်လူခင်ပေါ်များပြီးစမ်းကောင်းတဲ့မင်းသမီးတစ်လက်လို့ဆိုရပါမယ်။နိုးစိန်လေးကတော့အောင်ဆာဘူးနဲ့ကားပြဖြော်ဖြေတာတွေမဟုတ်ပဲတခြားအချိန်တွေမှာလည်းတက်ကြွရှိရကြောင်းပရိသတ်တွေသဘောကျနေခဲ့ကြတာပါ။နောက်ပြီးတော့လည်းနိုးစိန်လေးဟာဆိုရင်အကောက်မှာပဲတစ်ဖက်ကန်ခတ်တော်တာမဟုတ်ပဲတီဆိုဖြော်ပြတဲ့အခါမှာလည်းအတန်ပါဝါကောင်းနဲ့တီဆိုပြီးပရိသတ်တွေမပြင်းရအောင်ဖြော်ပြနိုင်တာကြောင့်လူပြောများနေခဲ့တာပါ။နိုးစိန်ဟာအငိတ်သမပြီးရုပ်ရည်ယူပကမှာလည်းပြောစရာမလိုအောင်ချောမောလှပတာကြောင့်သူမကိုချစ်တဲ့ပရိသတ်တွေကတော့ရုပ်ရှင်မင်းသမီးလို့ရင်တင့်တော်ရဲဆိုတာထင်ကြီးတွေပေးနေကြတာပဲဖြစ်ပါတယ်။နိုးစိန်လေးတယောက်အောင်ဆာဘူးလိုရုပ်ရှင်ပဲခြေလန်းလှမ်းလာမလားဆိုတော့ကိုတော့စောင့်ကြည့်ရမှာပါပဲ။ပရိသတ်တို့ရောနိုးစိန်လေးကိုအားပေးရဆိုရင်ကောမမှာမှတ်ခဲ့ပေးကြပါအောင်နော်။ကြည့်ရှုပေးခဲ့တဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်။